Hello အားလုံးပဲမင်္ဂလာမနက်ခင်းပါရှင်ပရိသတ်များအားလုံးကိုတင်စားရရဲ့ Tonight Sport မြန်မာ Channel ကနေပြီးတော့ပြန်လည်လို့ကြိုဆိုလိုက်ပါရစေပရိသတ်များအားလုံးလည်းနေကောင်းချမ်းသာမယ်လို့မျှော်လင့်ပါတယ်ရှင်ဒီကနေ့မနက်ခင်းရဲ့သတင်းကြားရာတွေကိုလည်းတင်စားကနေပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒီနေ့မှာပထမဆုံးအနေနဲ့ပရိသတ်တွေစီကိုဝေမျှပေးသွားခြင်းတဲ့သတင်းအကြောင်းအရာတခုကတော့ Sorry လေးစီကိုပြောင်းရွှေ့ဖို့အတွက်လုံးဝစိတ်မဝင်စားတဲ့ Greenwood ရဲ့အကြောင်းအရာပဲဖြစ်ပါတယ်မာဆေးသင်းရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ Mason Greenwood ဟာ Sorry Pro League ကလပ်အသင်းတွေရဲ့စိတ်ဝင်စားမှုကိုရရှိနေတဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်နေပေမယ့် Greenwood ကတော့အရှိအလဲပိုင်းကိုပြောင်းရွှေ့ဖို့အတွက်အစီအစဉ်မရှိဘူးလို့သိရပါတယ်။ Sorry Club အသင်းတွေကနေကန့်လန့်ခဲ့တဲ့မက်လောက်စရာငွေကြေးပမာဏတွေဟာဘယ်ကစားသမားအတွက်မဆိုညင်းဖို့ခက်ခဲစေပါတယ်။အသက်23နှစ်အရွယ် Greenwood ကတော့ပြင်သစ်ထိပ်သီးကလပ်ဖြစ်တဲ့မာဆေးအသင်းအတွက်ပထမဆုံးကစားတဲ့ရာသီအတွင်းမှာပဲလီဂူဝမ်သွင်းကို18ကိုနဲ့ဂိုးပန်တီမှု4ချိန်အထိပြုလုပ်ပြထားနိုင်ခဲ့တာကြောင့်အခုခါမှဆိုရင်ကမ္ဘာအနှံ့ပြားကကလပ်အသင်းတွေရဲ့စိတ်ဝင်စားမှုကိုရရှိလို့နေပါပြီ။ Sorry Club တွေကသူ့ကိုခေါ်ယူဖို့အတွက်အဆင်သင့်ရှိနေပေမယ့် TPR Football ရဲ့ဖော်ပြချက်ထဲမှာ Greenwood က Ronaldo ရဲ့လမ်းကြောင်းအတိုင်းလိုက်ဖို့လုံးဝစိတ်မဝင်စားဘူးလို့ဆိုပါတယ်။ Sorry Club တွေကတာမန်ကစားသမားဟောင်းကိုခေါ်ယူနိုင်ဖို့အရင်က2ချိန်တန်းစူးစမ်းခဲ့ပူပါတယ်။ဒီတစ်ချိန်မှာလည်း Greenwood ကိုခေါ်ယူနိုင်ဖို့မရှိပေမယ့် Greenwood ကတော့ဒီနွေရာသီမှာအသင်းပြောင်းနိုင်သေးတဲ့အခြေအနေမှာရှိနေပါတယ်။သူ့ကိုဒီရာသီအတွင်းမှာစောင့်ကြည့်ကင်းထောက်ခဲ့တဲ့ဥရောပထိပ်တန်းကလပ်တွေထဲမှာဘာစီလိုနာ၊အက်တလက်တီကို၊အင်တာမီလန်၊အေစီမီလန်၊ဂျူဗင်တက်နဲ့နာပိုလီတို့ပါဝင်လို့နေပါတယ်။ Greenwood ရဲ့အသင်းဟောင်း United ကတော့ Greenwood ရဲ့အပြောင်းအရွှေ့ဖြစ်နိုင်တဲ့အခြေအနေတွေကိုအနီးကပ်စောင့်ကြည့်နေမှာပါ။အကြောင်းရင်းကတော့ Greenwood ကိုမာဆေးစီကိုပေါင်29တန်းနဲ့ရောင်းချခဲ့တဲ့သဘောတူညီချက်တွေမှာဆဲဝန်ကက်ရှူတခုထည့်သွင်းခဲ့တာကြောင့်လည်းဖြစ်ပါတယ်။ဒီအချက်အရအနာဂတ်မှာမာဆေးသင်းကသူ့ကိုပြန်လည်ရောင်းချလို့ရရှိလာမယ့်ပြောင်းရွှေ့ကြေးစုစုပေါင်းရဲ့50%ကို United ဘက်ကနေခန်းစားခွင့်ရှိမှလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့မာဆေးသင်းရဲ့အစီအစဉ်တွေနဲ့ Greenwood ရဲ့အနာဂတ်က United အတွက်လည်းဘန်နာရီအရာတော့အရေးပါနေပါသေးတယ်ရှင်။နံပါတ်2အိုစီမန်ကိုလာမယ့်နေရာဒီမှာခေါ်ယူသွားဖို့အတွက် United အသင်းပုဂ္ဂိုလ်ရေးအရာသဘောတူညီမှုရရှိခဲ့ပြီးဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တဲ့ဆိုတဲ့အကြောင်းအရာကိုလည်းပြပြပေးသွားကြပါမယ်။ United အသင်းဟာဆိုလို့ရှိရင်ဂလာတာစထရိတ်အသင်းမှာအငါတောင်းရောက်ပြီးတော့ကစားနေတဲ့နာပိုလီရဲ့တိုက်စစ်မှုအိုစီမန်ကိုအခုလာမယ့်နေရာဒီမှာခေါ်ယူသွားဖို့အတွက်ပုဂ္ဂိုလ်ရေးသဘောတူညီမှုတွေရရှိခဲ့ပြီးဖြစ်တယ်လို့သတင်းတွေထွက်နေပါတယ်။အသက်26နှစ်အရွယ်နိုင်ဂျီးရီးယားလန်ရွေးစင်တိုက်စစ်မှုအိုစီမန်ဆိုရင်လက်ရှိချိန်မှာဂလာတာစထရိတ်အသင်းမှာတရားသည်အငါးနဲ့ကစားနေပြီးတော့သူရဲ့စာချုပ်ရော်ချင်းမှာအီတလီပြင်ပကလပ်အသင်းတွေအတွက်ပေါင်63တန်းဖြစ်ပါတယ်။အိုစီမန်ကအာဆင်နယ်၊ဂျူဗင်တက်၊ဘာစီလိုနာတို့လိုမျိုးဥရောပထိပ်တန်းအသင်းကြီးတွေရဲ့စိတ်ဝင်စားခြင်းကိုခံရတဲ့သူလည်းဖြစ်ပြီးတော့အခုကမှဆိုရင် United အသင်းကသူ့ကိုခေါ်ယူဖို့အတွက်ပုဂ္ဂိုလ်ရေးသဘောတူညီမှုတွေရခဲ့ပြီးဖြစ်ကြောင်းကိုအီတလီမီဒီယာတွေကဖော်ပြလာကြပါတယ်။ဒါပေမဲ့ United အသင်းအနေနဲ့အိုစီမန်အတွက်စာချုပ်ရော်ချင်းပေါင်63တန်းကိုပေးချေလိုခြင်းမရှိပါဘူး။နာပိုလီသင်းကအသင်းနဲ့2026ခုနှစ်မှာစာချုပ်တန်းကုန်ဆုံးမဲ့အိုစီမန်ကိုပြောင်းရွှေ့ခြင်းအလွတ်နဲ့လက်လွတ်လိုခြင်းမရှိတဲ့အတွက်ကြောင့်လာမယ့်နေရာဒီမှာတော့မဖြစ်မနေရောင်းထုတ်ချင်နေပါတယ်။ဒါကြောင့်မို့လို့ United အသင်းဟာအိုစီမန်အတွက်စာချုပ်ရော်ခြင်းအတိုင်းမပေးဘဲနဲ့ရှော့ဈေးနဲ့ကန်လန်ဖို့အတွက်စီစဉ်နေသလိုတစ်ဖက်ကလည်းအသင်းမှာခြေစွမ်းမပြနိုင်တဲ့တိုက်စစ်မှုဝိုင်းလန်းကိုအလိုက်ပေးကန်လန်ဖို့အတွက်စီစဉ်နေရလို့ Tuto Sport ကနေဖော်ပြလာပါတယ်။အသက်22နှစ်အရွယ်ရှိတဲ့ United ရဲ့တိုက်စစ်မှုဝိုင်းလန်းကဒီရာသီမှာတော့ရုန်းကန်နေပြီးPremier League 28ပွဲမှာဆိုရင်3ဂိုးပဲသွင်းယူထားနိုင်ပါတယ်။အိုစီမန်ကတော့အငါကစားနေတဲ့ဂလာတာစထရိတ်အသင်းမှာခြေစွမ်းပြနေပြီးတော့ဒီရာသီပြိုင်ပွဲစုံ34ပွဲမှာဆိုရင်29ဂိုးအထိတောင်မှသွင်းယူပေးထားနိုင်ပါတယ်။ United အသင်းကအိုစီမန်အပြင် Wolf တိုက်စစ်မှုဖြစ်တဲ့ကူညာနဲ့ Ashworth Town တိုက်စစ်မှုဖြစ်တဲ့ဒီလစ်တိုကိုလည်းခေါ်ယူဖို့အတွက်ချိတ်ဆက်နေရလို့ပြည်ထိုင်မီဒီယာတွေကတော့ဖော်ပြနေကြပါတယ်ရှင်။နောက်ဆုံးအနေနဲ့ဝိုင်လန်ရဲ့တန်မာမှုကိုဘယ်လိုအသုံးချကြမလဲအကြံပေးလိုက်တဲ့ဖာတီနန်ဆိုတဲ့အကြောင်းအရာကိုပြပြရင်းနဲ့နှုတ်ဆက်ချင်ပါတယ်။ United အသင်းရဲ့နောက်ခံလူအောင်ဖာတီနန်တယောက်ကတော့ခုလက်တလုံးမှာတိုင်ပတ်နေတဲ့ United ရဲ့ပေါင်82တန်းတန်တဲ့တိုက်စစ်မှုဝိုင်လန်ကိုအကြံပေးသွားခဲ့ပါတယ်။ပြီးခဲ့တဲ့ Wolf နဲ့ပွဲစဉ်မှာရုပ်ပြက်စင်ပြက်အပိုင်ခွင့်ရေးတွေဖြုံးတီးခဲ့တဲ့ဝိုင်လန်ကိုပရိသတ်တွေအများအပြားပြစ်တင်ဝေဖန်နေကြတဲ့အချိန်မှာဖာတီနန်ကတော့ဝိုင်လန်ရဲ့တန်မာမှုကိုဘယ်လိုနည်းနဲ့အသုံးချသင့်လဲဆိုတာကိုအကြံပေးသွားခဲ့ပါတယ်။ဖာတီနန်ကသူကအသင်းရဲ့တောင်ပန်ကစားသမားတွေနဲ့တည်တည်ကြကြချိတ်ဆက်မိဖို့အရင်ဆုံးကြိုးစားရမှာပါ။သူဘယ်လိုပုံစံမျိုးနဲ့ဘောလုံးလိုချင်လဲသူ့ကိုဘယ်လိုဖန်တီးပေးရမလဲဆိုတာအသင်းရဲ့တောင်ပန်ကစားသမားတွေကိုကောင်းကောင်းကြည့်အသိပေးတောင်းဆိုသင့်ပါတယ်။သူ့ရဲ့အကောင်းဆုံးအားသာချက်တွေကိုအသုံးချတတ်ဖို့လည်းလိုအပ်နေပါတယ်။အခုလောလောဆယ်မှာသူ့ရဲ့အသင်းပေါ်
ပါဝင်ပတ်သက်မှုနှုန်းတွေကအားရစရာအနေထားမှာတော့ရှိမနေပါဘူးအသင်းဘောလုံးစားရချိန်တွေကသူအသင်းဖော်တွေနဲ့ကောင်းကောင်းချိတ်ဆက်မိဖို့အတွက်လိုအပ်နေပါတယ်လို့ပြောသွားခဲ့ပါတယ်။ United အသင်းရဲ့ကွင်းလယ်လူဟောင်း Half Creek ကလည်းဝိုင်လန်ကလည်းလျင်မြန်မှုရှိတဲ့ကစားသမားတစ်ယောက်ဖြစ်တာကြောင့်ဒီအားသာချက်ကိုကောင်းကောင်းကြီးအသုံးချဖို့အတွက်တိုက်တွန်းသွားခဲ့ပြီးနယူကာဆယ်တိုက်စစ်မှုအောင်ဖြစ်တဲ့အလန်ရှီယာကတော့ဝိုင်လန်ကိုရစရာမရှိအောင်ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်ရှင်။ Okay ပါဒီကနေ့ရဲ့သတင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲရှင်။နားဆင်ပြီးခဲ့တဲ့အတွက်ပရိသတ်များအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။ဒီစားပရိသတ်များအားလုံးနေ့အတွက်မှာရွှေခွက်နဲ့ငွေတွေအပြည့်အမောက်ခံယူနိုင်ကြပါစေရှင်။